ကျုံနာမည်လူရေးပါကျုံမမြင်ဘူးခဲ့တဲ့မိဘတွေဟာချုပ်ကိုအေးဆေးဆေးနေစေခြင်းနဲ့လူတယောက်ဖြစ်စေခြင်းလို့လားကျုပ်ဘဝကိုအေးချမ်းချမ်းနဲ့ဖြတ်တန်းစေခြင်းလို့ဒီနာမည်ကိုပေးခဲ့လာတော့မသိပါဘူးဗျာဒါပေမဲ့ကျုပ်ကတော့အဲ့ဒီရွယ်ချက်တွေနဲ့ဖြောင်းဖြောင်းကြီးကိုစန့်ကျင်နေတာဗျာတော်ပါပြီဗျာမရှိတော့တဲ့လူတွေကျုပ်အပြစ်မတင်ချင်တော့ပါဘူးအမှန်တကယ်ဆိုရင်ကျုပ်ကိုလူအေးလူပေးမယ်အစားလူမမားလို့နာမည်ပြောင်းပေးလိုက်ရပါဗျာအခုကျုပ်ကိုပဲကြည့်လိဗျာဟောဒီ6တစ်ဖက်ကဘာမှသုံးစားလို့မရဘူးလားဖေးငါဘလို့ဖြစ်နေတာလဲဖေးရဲ့ဒီနေ့ရေတော့ရှင်လို့ရေးစားခံကြအခုလိုဖြစ်သွားတာမီးလို့လန့်နေတာပါကွာဖေးရလဲဗျာကျုပ်တို့ရောက်တော့ခဏခဏမီးလန့်နေတာဖေးရအဲ့ဒါကိုဖေးရလဲရေးကြီးခွင်ကျင်လှုပ်ပြီးတော့လန့်နေနဲ့ရော့ရေတော့မဟုတ်လားရေတော့ဘာမှမဖြစ်တော့တော်သေးတာပေါ့ကွာတကယ်လို့ဖြစ်လာမယ်ဆိုရင်အပြစ်မှာပြေးမှမပြေးနိုင်တာငါသားရဲ့အဲ့လိုဖြစ်မှာဆိုလို့ချမ်းသာဆိုတဲ့ကောင်အဖေနာမှာထားတာလေအဲ့ဒီကောင်ဘယ်ရောက်သွားအခုမလာဘူးလားဟုတ်မနက်ကအဖေကိုထမင်းနေပါလေခုခက်ကျွေးပါသေးတယ်အခုညနေကျမှဟိုသူဘယ်ထွက်သွားလဲမသိဘူးကွာသွားတယ်ရှိလားမသိပါဘူးဟိုကျွန်တော်အိမ်မှာရေတုံးစရာပြည့်နေလို့အဲ့ဒါရေတွင်းမှာရေတွန်းနေတာပါကိုကြီးဟေ့မင်းကြီးကအရေးမကြီးဘူးမင်းဒီမှာအဖေဘာဖြစ်လဲမင်းတွေ့လားဩဟိုခုနရက်ွက်ထဲမှာမီးတန်လို့လေအဲ့ဒါဦးလေးလန့်သွားနေတူတယ်ဟေ့မင်းကအပေါ်ရှောက်ပြောမနေနဲ့အဖေကိုကြီးဖို့တဲ့မင်းကမိုးဘိုးပေးပြီးခိုင်းထားတာလေမင်းကိုသွားခြင်းတဲ့နေရာကိုရှောက်သွားမနေနဲ့ဟာရှောက်သွားနေရမဟုတ်ပါဘူးဗျာကိုကြီးကလည်းဟေ့မင်းကအပေါ်ဘာမှလာမပြောနဲ့တော့ကွာဒီမှာမင်းတို့ညနေစာတော့ငါထမင်းနဲ့ဟင်းနဲ့ဝဲလာတယ်မင်းအဖေကိုဘယ်ဦးနဲ့ကြွေးလိုက်မင်းကရွှေကြော်နဲ့စားဟုတ်တားရင်သူလည်းဘဲဦးနဲ့စားချင်ပါပေါ့ကွာအဖေကလည်းဗျာဘဲဦးကတလုံးပဲပါတာအဖေကချမ်းသာဘဲဦးတလုံးမင်းနဲ့ငါနဲ့ရောက်တော့ပဲစားမယ်ဟုတ်ပြီလားဖေအဲ့ဒီကောင်အလိုမလိုက်နဲ့နော်ဟေ့မင်းအဖေကိုဘဲဦးနဲ့ကြွေးလိုက်မင်းရွှေကြော်နဲ့စားငါပြောကြားတာ
သုံးမချခဲ့တယ်ငါသားလေးဟာငငယ်ရွယ်နဲ့ပညာကိုစုံကန်းတိုင်းမသိခဲ့ရအခုတော့အလုပ်ကိုပင်မမှန်းလုပ်ပြီးတော့ဒုက္ခရောက်နေရှာတယ်ဒါလေးဘာမှအားမနေပါနဲ့ဒါအဖေဟာမိဘဟာဘသူပဲဘာမှမသိတဲ့တကောင်ကျွဲဘဝကနေအခွင့်အရေးဆိုတာရခဲ့သေးတာပဲငါသားလေးလည်းတနေ့ကြာရင်အခွင့်အရေးဆိုတာရလာမှာပါကွယ်ဘာဖြစ်သွားပြီလဲဟမ်လဲဟာကဲကဲဒါဆိုစီကံသွားမှာပြီပါဗောဟုတ်ရပါတယ်ဟောမရပါဘူးကွယ်လာပါစီကံပြအောင်လာလာပြေးပြေး ကျမတို့ကသားဖတ်တဲ့ထဲရှိတာလေပြရတဲ့တက်ကြီးပြီးဆိုတော့ဘယ်လိုမှပြလာတာစိတ်ပူနေရတာအခုလေအဖေကိုအသက်အန္တရာယ်ကာကွယ်ပေးလိုက်တာဆိုတော့ကျမအရင်ကြီးစွတင်တာပဲဟုတ်တန်နဲ့ရှိလက်ကတန်ရအောင်ဘယ်လိုနေသေးလဲတက်တာရဲ့လား လက်ကတန်ရတက်တာပါတယ်အငယ်ကိုယ်တိုင်စိတ်ကလိုက်ပုတ်ပေးတာဆိုတော့တော်တော်ချင်းကောင်းနေပါပြီအဲ့ဒါအငယ်ကိုလည်းကျေးဇူးများတင်ပါတယ် ဩမောင်ရိပ်နဲ့ဘာဖြစ်လို့ကျေးဇူးတရားမှာလဲမောင်ရိပ်အတွက်အငိတ်မှာတာဝန်ရှိတယ်လေမောင်ရိပ်ကျမ်းမကြီးအားလုံးကောင်းတဲ့ကြီးကိုအောင်အငိတ်တာဝန်ယူမယ်အော်မောင်ရိပ်အေးလေးတော့လို့အော်သမီးအဖေလုပ်တဲ့မှာဒီမောင်ရင်နဲ့တည်တော်မဲ့အလုပ်ကိုသမီးပဲစီစဉ်ပြီးလိုက်ဟုတ်ပါလား ဟုတ်ကဲ့ပါဖေအဖေတက်တော်လို့စီစဉ်တာတမန်ငင်းစရာမရှိပါဘူးဒါနဲ့ရှင့်နာမည်ဟာ ဟုတ်လူအေးပါ အော်ဟုတ်ကျမနာမည်ကတူတူပါမှတ်ထားပါရှင် ဟုတ်ကဲ့ပါမတူတူဟုတ်ဒါနဲ့အငယ်နဲ့မတူတူတစ်ခုလောက်ကြိုပြောထားပြစေဗျာဟုတ်ကျွန်တော်ကပညာရေးရင်းနဲ့ပတ်သက်လို့ကတော့ကျောင်း မလိုပါဘူးရှင်အလုတ်ကတင်သွားပါလိမ့်မယ်အဓိကရိုးသားဖို့နဲ့ကြိုးစားဖို့ပါပဲရှင် ဟုတ်ကဲ့ပါကျွန်တော်အလုပ်ကိုစူးစမ်းနေလုပ်ပါမယ်ဗျာလူဆိုတာအမြဲတမ်းကန်ဆူရှင်ဆိုတာမရှိပါဘူးသားရဲ့အခွင့်အရေးဆိုတာရနိုင်ပါသေးတယ်အဲ့ဒီအခွင့်အရေးသာငါသားရမယ်ဆိုရင်မိမိရရမှန်မှန်ကန်ကန်နဲ့အသုံးချနိုင်လို့ပဲလိုရတာငါသားလေးကန်ထုတ်နာမည်နဲ့လိုက်အောင်အမြန်ဆုံးကန်ထုတ်နိုင်ပါစေကျုံနာမည်ကကန်ထူကျုံမိဘတွေကကျုပ်ကိုကန်ထူအောင်ဆိုပြီးဒီနေ့ကိုပြီးရထင်ပါတယ်ဒါပဲဗျာကျုံမေကကျုံငယ်ငယ်လေးတွေကဆုံးသွားတယ်ဖေဆိုတာလည်းလမ်းမလျှောက်နိုင်တဲ့ဒုက္ခိတဒီတော့ကျုပ်ကဘယ်ပညာကိုသင်ပြီးဘလို့ကန်ထူအောင်လုပ်နိုင်မှာလဲကျုပ်ကကန်ထူမို့ကန်ဆိုကန်ဆို ကန်တူ တကယ်ချင်းစိတ်မောင် အေး မင်းကွာမလွတ်ရတော့ကြပဲကွာမင်းတော်တော်ပြောင်းဆက်တာကောင်းတယ် အေးငါဒီကပြောင်းမိကြတာပြန်မရောက်တာအေးခုမှပြန်ရောက်လာတာဟာ ဟုတ်လားမင်းရောဘလို့လဲလောက်ကန်နေစင်ပြေရလား ပြေးပါရကွာမင်းကဘာစားမလဲဘာလိုက်ကြည့်မယ် တော်ပါပြီကွာငါဘာမှမစားတော့မင်းကအခုလိုမျိုးလိုက်ကျွေးမယ်ပြောလို့ငါကျေးဇူးအများကြီးတင်ပါတယ်ကွာဒီမှာမင်းလောက်ကန်စင်ပြီးတော့လဲငါဝမ်းသာပါတယ်ကွာ အေးကွာငါကတော့အလုပ်ဆင်ပြေတယ်မင်းကခုဘာကြီးလုပ်နေလဲ ငါတော့မင်းသိတယ်နဲ့ကွာအစင်ပြေလိုက်အစင်မပြေလိုက်ပေါ့ဒါပေမဲ့အစင်မပြေတာများတယ်ကွာ အေးကွာဒီခေတ်ကြီးကလှုပ်စားရမှာကွာလေကြီးတို့ရိုးဆိုလို့ကတော့မဟန်ဘူးမောင် ဒါပေါ့ကွာဟောဒါနဲ့ရောဟိုမင်းမကွာအလောက်ကန်ကောင်းလေးများရှိလို့ရှိရင်ငါပြောစမ်းမကွာငါအလုပ်လုပ်ချင်လို့ပါ တကယ်လား ဟာတကယ်ပေါ့ကွာ မင်းစိတ်ဝင်စားရဲဆိုရင်ငါခုသွားစရာအလုပ်ရှိတယ်
မင်းငါနဲ့လိုက်ခဲ့မလား လိုက်ခဲ့မှာပေါ့ လိုက်တယ်တော့ မပေးနိုင်ဘူးမပေးနိုင်လို့ပြောလိုက်ကွာ ဟဲ့အောင်တွန်းမမေကားရောက်ပြီးပေးမယ်လို့ပြောတာလေမေကားရောက်ပြီးတာလည်းငါသိပေးတယ်ရှိတာပေးလိုက်စမ်းပါကွာ ငါဘာငါကားပဲရောင်းအိမ်မဲရောင်းမပေးနိုင်လို့ပြောလိုက်ကွာ ဟဲ့မင်းလူလို့မသိဘူးလားကွာသူများပတ်စံယူပြီးပြန်ပေးရမှာပေါ့ကွာ ဟေ့အောင်မင်းကပါလေငေါ့လာချင်းချောင်းနေတာမင်းတော့ဘာကောင်းနေမို့လို့လဲ ဘုတော့မဒီကောင်နေတက်တက်မဲ့လူစွာလာလို့နေတာကြည့်ရတာကောင်းကောင်းအိမ်ပြန်မဲ့ပုံတော့မပေါ်ဘူး ဘုတော့မမင်းကတင်းနေမှာကျုပ်တို့တန်းချင်းမခံနိုင်ဘူးနော် ဟာနေကြသမ်းမအောင်နေကြသမ်းမအောင်ဗျာခင်ဗျားတို့အခုကိစ္စကိုဒီလိုဖြေရှင်းလို့ရှိရင်ပြဿနာပို့ပြီးတော့ကြီးမားလာအဲ့တော့ခင်ဗျားကလည်းသူတို့ပေးရမယ့်အကြွေးကိုပြန်ပြီးလိုက်စမ်းပါဗျာခင်ဗျားပြန်ဆက်နိုင်တယ်လို့ပြန်ဆက်လိုက်စမ်းပါနော် ဟာလေချင်းချောင်းလို့မရလို့လီဗီလာထိုးနေတာဒါမျိုးတော့လုံးလို့မရတော့ဟေ့ ဒီမှာကျုပ်ဆိုတဲ့ကောင်ကခမားစီကတပြားတစ်ချက်မှမရပဲနဲ့ဒီနေရာမသွားအောင်ပါတခါတည်းနဲ့အကုန်ရလာတယ်ဆိုတော့မင်းတို့တော်တော်တာပဲ ဟုတ်တယ်လေဒါတော့တွန်းမောင်ကသူ့လူတွေနဲ့ပေါင်းပြီးဂလန်ကဆန်လုပ်ချင်သေးတာဒီကလူပါလာလို့တော်တော်ဖြည့်ရှင်းလိုက်ရတယ် သူကဘာလုပ်လဲ သူကကျွန်တော်တငယ်မှာအလုံးမရှိလို့ကျွန်တော်ခေါ်လာခဲ့တာသူ့နာမည်ကကန်ထူးပဲ ကန်ထူးရဲ့လက်ဆက်လက်နာတော့တော်တော်ပြင်းနေတယ်အန်ဒီတွန်းမောင်ကြောင့်လည်းအန်ဒီသိရတာလေမောင်တွေကခွေးရတယ်လို့ပဲအုပ်စုဖွဲ့ဝိုင်းကြိုက်ချင်တာကိုယ့်ဘက်မှာလည်းချင်းသေးလူပါလာတော့ဒီကောင်တွေဘယ်တတ်နိုင်လဲ အလုတ်လုတ်တယ်ဆိုတာအဲ့လိုပြက်ပြက်သားသားလုတ်ရတယ်ကိုကငွေတောင်းတဲ့အလုပ်ကိုလုပ်နေတာဆိုတော့ပြော့နေလို့မရဘူးအေးဟိုလူဒီလူလာမေးလို့ရှိရင်ဒေါ်မြင့်ရဲ့တပည့်တွေလို့ပြောလိုက်အဲ့ဒါတော့မြင်မြင်မှတ်ထားမမီဒီပြန်သွားရမယ်ဘာလို့သေးလဲသမီးငွေလို့သေးလား ဘာမလို့သူမမိုးရရှိသေးရဲ့ သမီးသမီးကိုယုံကြည်စိတ်ချတယ်နော်မမီရဲ့ယုံကြည်မှုတော့အလွဲသုံးစားမဖြစ်စေနဲ့ အန်ဒီကျွန်တော်တငယ်ကအန်ဒီစီမှာအလုပ်လုပ်ချင်လို့ မင်းတန်ငယ်ချင်းဆိုတော့လဲမစိုးပါဘူးကြော်ကြီးကလည်းဒီပွဲမှာအပြည့်အဝထောက်ခံထားတယ်ဆိုတော့သူ့ကိုမနှက်ပြန်အလုပ်စမ်းခန့်ကြည့်လိုက်လေ ကျုံမှန်တိုင်းပြောရမယ်ဆိုလို့ရှိရင်ကျုံမှမမေရအလုံးမရှိဘူးဗျာအခုလိုမျိုးကျုပ်ကိုလှုပ်လက်သက်ခံပြီးရတဲ့အတွက်လေကျုပ်ကျေးဇူးအများကြီးတင်ပါတယ်ကျုပ်ကလက်ရည်သွေးပြီးတိုက်ခိုက်ရတယ်လို့ဆိုသိကြိုက်တာဗျာအလုံးနဲ့ပတ်သက်လာရင်တော့အဲ့ဒီတောက်ဝင်ကိုကျုပ်ဘက်ကကြည်ပြရမယ် အေးပါမင်းမအရေးချင်းရှိရင်ရှိသလောက်စူးစားရင်စူးစားသလောက်မင်းရဲ့ရပိုင်ဝင်ကိုအပြည့်အဝရစေရမယ်ဒေါ်မြင့်နဲ့အလုပ်တွဲလုပ်လို့ကတော့ဘယ်သူမှမနစ်နာစေရအောင်စိတ်ချ ချမ်းသာချမ်းသာနာမည်ရတာချမ်းသာပေါ့ကွာမင်းဘဝကတော့ဘယ်သူမှများဘယ်အချိန်လာကြွေးပါမလဲဆိုပြီးထိုင်ဆောင်နေရတဲ့ဘဝပါကွာ နာမည်ကတော့ဒီလိုပဲပေးကြတာပါပဲဦးလေးဟာနာမည်နဲ့ဘွားနေတော့ဘယ်ထက်လို့ကြားပါမလဲဟောဒါနဲ့ဦးလေးနဲ့ကိုကြီးနဲ့ရောဘာထူးလို့လဲ မင်းကလေပြောလိုက်လို့ရှိရင်အာမနာရှာမကြည့်ပဲကွာဟိုပိတ်တဲ့နဲ့ဘေးတစ်လိုက်တယ်လို့ပဲနော် ဟာကျုပ်ကတော့စကားကိုအမှန်တဲ့အတိုင်းပဲပြောတတ်တယ်ဟိုဦးလေးနဲ့ကိုကြီးကလေကျုပ်ကိုမုံနေကျွေးမုံဘိုးတွေပေးနေလို့ကျုပ်ကဖားတော့မပြောတတ်ဘူးဗျာ
မှန်တာတော့ကောင်းပါတယ်ကွာဒါပေမဲ့အရာတိုင်းမှမှန်တာတော့မကောင်းဘူးအဲ့အမှန်တရားပြောချင်တယ်ဆိုရင်အချိန်နဲ့အချိန်ကောင်ကြည့်ပြီးပြောရတယ်ဒါမှကိုယ့်အတွက်အကျိုးရှိမှာဒီနေ့ရမယ်ဒါနားရလာပါလိမ့်မယ်ကွာ ဟိုဦးလေးပြောသလိုအချိန်နဲ့ချိန်ခါကြည့်ပြီးတော့ကျုပ်ပြောရမယ်ဆိုလို့ရှိရင်ကျုပ်ဘိုက်တော်စားနေပြီဗျဝန်တကူကြီးတောင်ကြီးနေပြီ ငါထင်ပါတယ်ကွာကဲရငါမှစုရပတ်စံရှိလာယူလိုက်အခုတော့ပဲလား အော်ဒါဆိုဟိုကျုပ်ပြောလိုက်တဲ့အမှန်တရားအကျိုးရှိပါ့ပေါ့ ဟေးမင်းအမှန်တရားပြောတော့ငါပတ်စံထွက်သွားပြီပေါ့ကွာကဲရော့ ဦးလေးဟုတ်ပြီလားဟိုဒါဆိုလို့ရှိရင်ကျုပ်ဘိုက်ပြီးတဲ့ဆက်တာကိုရမယ် ကြိုက်တာဝယ်ခဲ့ကွာ ဟဲ့ထဲလာမင်းအဖေဆက်ပတ်စံတောင်းပြန်လား ဟိုမတောင်းပါဘူးကိုကြီးဟိုဦးလေးကပြီးတာပါ ဘင်းရလဲကွာနည်းနည်းပါးစောက်မအောင်လားကွာငါညနေတကောင်မှပြန်လာမှာမဟုတ်တို့ဒီမှာနည်းနည်းဖေးနဲ့စားဖို့ခေါက်စဲကြောတရားဘူးစားလိုက် ဒါဟုတ်ခောက်ဆဲကြော်ကြီးပိုင်းနဲ့ဆိုတော့အလုပ်တွေပဲအစီအမံရတူတယ်နော် အဖေမင်းနေလို့လည်းဘာမှထူးမှာမဟုတ်စားရရှိရစားဘဲဦးဟင်းနဲ့ခေါက်စဲကြောဆိုမှသဘောပေါက်လိုက်တော့ဗောဖေးရဲ့ ချမ်းသာဟုတ်မင်းပိုက်စားနိုင်ပြီမို့လား စားနေလို့ဗျာ ငါတွဲတယ်လို့မျိုးငါသားလေးမှာအခွင့်ကောင်းလို့ဝင်လာတာအခုလိုမျိုးစားတော့ပြောပဲလာတာငွေကြီးရဲ့အစီအပြေတာဒါအလုတ်ကင်ကအားလုံးအစီအပြေလို့နေမှာပေါ့ဒါမှတခုတော့ရှိတယ်သားလေးအဖေလိုမျိုးရေလိုက်မှပဲမျိုးလူတည်တယ် ကဲမင်းတို့ငါမိတ်ဆက်ပြီးမယ်သူ့နာမည်ကလူအေးတဲ့ဒီနေ့ကစပြီးတော့မင်းတို့အလုပ်သမားအားလုံးရဲ့ခေါင်းဆောင်အနေနဲ့သူတာဝန်ယူလိုက်ငါယုံယုံကြည်ကြည်နဲ့တာဝန်ပေးထားတာမင်းတို့ကောင်းကောင်းမို့ဆက်ဆံသူ့စကားနားထောင်လူသစ်ဆိုပြီးတော့မလေးမစားမဆက်ဆံနဲ့ပညာမပြကြနဲ့ကြားတယ်နော်သူ့ရဲ့လက်အောက်မှာမင်းတို့ကြိုးကြိုးစားစားနဲ့လှုပ်ကြ ဟုတ်ကဲ့ပါတတိဟုတ်ဟောလေကျွန်တော်ပြောချင်တာကဒီစာသက်တစ်ခုလုံးရဲ့ကျွန်တော်လက်ရှိလုပ်နေတဲ့မန်နေဂျာနေရာကိုပေးမယ်ဆိုတော့ဟိုသူ့အနေနဲ့လုပ်ငန်းအတွေ့အကြုံနဲ့ကျွမ်းကျင်မှုကိုရှိရလားလို့ပါတတိရဲ့ဟိုကျွန်တော်ကစိုးရင်လို့ပြောတာပါ တတိရဲ့သူ့ကိုစင်းကြိုင်နေရနေပြီးစပြီးတော့ခန့်ကြည့်ပါလားကျွန်တော်သဘောပြောရရင်လေဟိုဟာသူ့ကိုအလုသမားခေါင်းဆောင်နေရနေပြီးတော့စပြီးတော့ခန့်ကြည့်ပါလားတတိရဲ့ မှန်တာပေါ့မင်းတို့ပြောတာလည်းမှန်တယ်ဒါကြလေ तू မသိတာကိုမင်းတို့သိတာတွေတတ်တာတွေအားလုံးသင်ပေးလိုက်ပြီကျင်းတတ်တယ်နော် ဟုတ်ကဲ့ပါတတိ အေးမကျင်းနိုင်တော့မင်းတို့ထွက်မင်းတို့နှစ်ယောက်နေရာကိုငါလူစားအစ်စ်ထိုးလိုက်ပါ ဟိုအဲ့လိုလည်းမဟုတ်ပါဘူးတတိရဲ့ဟိုတတိရဲ့စီမံမှုအောက်မှာပဲကျွန်တော်တို့အလုပ်ကြိုးစားပါမယ်တတိကကောင်းချင်လို့စီစဉ်တာပဲလက်ခံပါလေဗျ အဲ့လိုလိမ္မာပေါ့ ဟုတ်ကဲ့ပါတတိ ငါစကားကြားတယ်နော် ဟုတ်ကဲ့ပါ ဟုတ်ကဲ့ဟုတ်ကဲ့ ပြရဝမ်းသာပါတယ်ဗျ ဟုတ်ပြီဟုတ်ပြီ တတိအဲ့ဆိုကျွန်တော်ခေါ်သွားလိုက်မှလုပ်ငန်းလေးပြပြလိုက် အော်ကိုလူကြီးလာလေ ဟုတ်ကဲ့အန်ကယ်မရှိဘူးလား ဟောအဖေကသူ့တငယ်ချင်းသွားလေတယ် ဟုတ်စင်းကန်မှာအားလုံးကျွန်တော်ဒီစီးရခံတော့ဟုတ် ဟုတ် ကဲ့ ကဲ့ကဲ့ ကျွန်တော်ခွင့်ပြုပါ အပြန်တော့မို့လား ဟုတ်ကဲ့ ဘိုးကြီးကလာတာနေရလည်းပွေလေထိုင်သားပါအောင်အေးတော့သွားအောင်နော် ဟုတ်ကဲ့ မမွေကိုလူကြီးအတွက်လေအေးတစ်ခွက်ဒါနဲ့ကိုလူကြီးအလုပ်လုပ်ရတာအဆင်ပြေရလား အဆင်ပြေပါလားခင် ပြီလေကိုလူကြီးကရိုးသားတာပဲဥစားအလုပ်လုပ်ရအဆင်ပြေမှာပါ ဟုတ်ကဲ့ အေးလေးတော့လိုက်အောင်နော် ဟုတ်ကဲ့ကျေးဇူးပါ
ကိုလူကြီးကိုလေဖေဖေရဲ့ကျေးဇူးရှင်မှုလို့ပြောတာမဟုတ်ဘူးတိလားဖေဖေကအခုချိန်မှာလေယုံကြည်အားထားတဲ့လူတယောက်လိုအပ်နေတာကိုလူကြီးရောက်လာတော့လေဖေဖေတို့အားတစ်ခုဖြစ်တာပေါ့ ဟုတ်ကဲ့ပါမတူတူဟိုကျွန်တော်လည်းအလုပ်ကိုဒီထက်ကောင်းအောင်ကြိုးစားပါမယ်ဗျာအန်ကယ်နဲ့မတူတူကလည်းကျွန်တော်ကိုအလုပ်ပေးတဲ့အတွက်ကျေးဇူးများတင်ပါတယ် ကျေးဇူးတွေခဏခဏတင်ပေးပါနဲ့အေးလေးဆက်တော့လိုက်ပါအောင် ဟုတ်ကဲ့ပါမတူတူ မတူတူလို့မခေါ်ပါနဲ့ကြားရတာတမျိုးကြီးပဲတူတူလို့ပဲခေါ်ပါ ဟုတ်ကဲ့ပါတူတူ ရစီအိုး ဒီညကျိတ်เสียစကားလည်းမရှိဘူးဆိုတော့စောစောသိမ့်လိုက်ပါနော်အလုပ်သမားတွေတက်ပြဟောငါတော့တော့နော်ဟုတ်အေးညဒီလိုနေရာပါဖြစ်နေပြန်တယ်တော့ ဆရာဆရာကိုကျွန်တော်တို့နဲ့အတူပြုစုပေးခြင်း ဘာဖြစ်စို့ ဆရာကိုကျွန်တော်တို့အနားယူဖို့ဆရာရဲ့ဆရာဒါလုံးမလားဒါလုံးတယ် ငါနားသွားယူအိမ်မဘုတ်ပြန်ပါဗောငါစပန်နေမှာလေအဲ့ဒါပါ ဟိုတော့ဖဲရိုက်မယ်လေ ဟာဒါ ဟောတောက်မယ်စားမယ်လေဆရာရဲ့ ငါအဲ့ဒါဝါသနာမပါဘူး ဆရာရဲ့အလုပ်ဆိုတာမသိမချင်းလုပ်လို့ရပါတယ်အလုပ်လုပ်တဲ့အချိန်မှာအလုပ်လုပ်အနားယူတဲ့အချိန်မှာကောင်းကောင်းနားယူလိုက်ပေါ့ဆရာရဲ့ အဲ့ဒီအခုလုပ်ပြီးတော့ငါသွားနားမယ်ငါအဆောင် မဟုတ်သေးဘူးလေဆရာရဲ့ဆရာမနေ့ကျအလုပ်ကိုလာတယ်ညနေကျတော့ပြန်တော့အဆောင်ကိုပြန်တယ်ပြန်နားတယ်ပြန်လာတယ်ပြန်နားတယ်ပြန်လာဒါပဲလေဆရာဘိုးကရိုးတယ်ဟောအလုပ်တွေတနေ့ကိုပြင်မှန်းသမျှစိတ်တွေပြင်မှန်းသမျှညနေမှာဒါလေးတောက်ပြီးတော့အပန်းလေးဖြည့်စမ်းပါဆရာရဲ့စကားလေးတွေပြောမယ်စိတ်ပန်းပြင်မယ်လေဆရာရဲ့ ငါလည်းဝါသနာမပါဘူးဘယ်လိုသွားကြ ကဲပါဆရာရဲ့ကျွန်တော်နဲ့တစ်ခါပဲလက်ခဲ့လိုက်ဟိုရောက်ရင်ဝါသနာပါသွားစီရမယ် မလိုက်တော့ပါဘူးသွားပါ လောက်ပါဆရာကျွန်တော်တို့ပြည့်စကျွန်တော်အကုန်ညက်ခံပါမယ်ဆရာရဲ့လာပါဆရာရဲ့ကျွန်တော်တို့ပြည့်ဆရာလာဆရာဟမ်လောကကြီးကနေတိုင်းပြောစရာကြီးတဲ့အခုလိုလွတ်လွတ်လပ်လပ်လေးတောက်ရစားဘလောက်ရတာရှိဘလောက်ပြောဖို့ကောင်းလဲ ညနေမင်းမရတာကြီးပဲခံမြင်နေဟုတ်ငါတို့တရားကတွေ့ပြီးတော့တရေကိုခြုံလိုက်လို့ရှိဟုတ်ပြီဖြစ်နေမှာ ဆရာကဘယ်သူကခြုံလုံးလို့ရမှာလဲဆရာရဲ့အလုပ်သမားတွေအားလုံးတက်တောင့်တက်တာနဲ့ပတ်စံရအောင်ဆရာပဲလုပ်ပေးခဲ့တခုခုဖြစ်မယ်ဆိုရင်တော့မှဆရာဘက်ကပဲအားလုံးကရက်တည်ပေးကြမှာပါဆရာဘာမှစိတ်မပူနဲ့မပူနဲ့ အေးကွာ ဆရာရကွာရလိုက်စမ်း မတော့တော့ပါဘူးကျွန်တော်လည်းတောက် ဘာဖြစ်လို့လဲ အဲ့ဒီအရက်တွေကိုငါဖေကတောက်ခဲ့ပြီငါအမေကိုဒုက္ခပေးခဲ့လို့အဲ့ဒီအကြောင်းအရာတွေငါပြန်သိရမှာမတောက်ချင်ဘူး မဆိုင်ပါဘူးကွာအဲ့ဒါမင်းဖေလုပ်ခဲ့တဲ့ကိစ္စပဲကွာမင်းလုပ်ခဲ့တာမှမဟုတ်တာ ကန်ထူးရလူတိုင်းမှာအတိတ်ကိုပြန်ပြီးတတိမရခြင်းတဲ့အကြောင်းအရာတွေဆိုရှိသမြဲပါပဲ။အိုးငါတို့မင်းတို့တောက်တယ်ဆိုတာတယောက်နဲ့တယောက်ရင်းရင်းနှီးနှီးရှိအောင်တောက်။အဲ့တော့စိတ်ညစ်စရာအတိတ်တွေမိထားလိုက်စမ်းပါကွာ ကန်တူမင်းအိမ်ပြန်ရင်ပွားစရာမိန်းမလည်းရှိတာမဟုတ်တောက်ဆန်းပါ ငါမှဖြေရှိတယ် မင်းကလည်းရည်ရင်စရာကြီးကွာမင်းဖေတုံးကကြတော့တောက်ချင်သလိုတောက်တောင်းညံ့ချင်သလိုတောင်းညံ့ပြီးမှမင်းအကြမှာဘာဖြစ်လို့လာပြောစရာလိုလဲကွာခောက်ထားလိုက်စမ်းပါကွာ ။ဟုတ်သားပဲကန်ထူးရ။အခုလဲမင်းဖေကမင်းကိုအားကိုးနေရတာပဲမဟုတ်ဘူးလား။ကိုရှာရတဲ့ပတ်စံနဲ့ပျော်ပါတောက်တာပဲကွာ။ဂယူးဆိုင်မိစမ်းပါနဲ့။ပျော်ပါတောက်ကြမယ် မင်းတို့ပြောနေရတယ်မှန်နေရပဲကွာငါလည်းအခုပတ်စံကိုထိုက်သိမ်းလျောက်ရှာနိုင်နေပြီပဲအဲ့တော့မွန်းကျက်နေတဲ့ငါရဲ့စိတ်တွေမေ့ပြောက်ဖို့အတွက်စိတ်ရှိလက်ရှိပြောရမယ့်အချိန်ပဲကွာ ။ခုမှပဲမင်းလည်းအမြင်မှန်ရသွားတော့တယ်။အဲ့တော့ပျော်ပါတောက်ကြမယ်ကွာ ကဲ
ပိုမှန်ရင်တော့တောက်ဖို့ပဲကြံတော့တယ်လာချချ ညီမလေးကိုဘယ်လိုလုပ်ကြမလဲဆိုင်မဖွင့်နိုင်တာနဲ့10ရက်တောင်ရှိနေပြီ ညီမလေးငါတို့ဆိုင်ပြန်ဖွင့်မှုအတွက်အရင်ကြီးပြင်ရရင်တော့ဆိုင်ဖွင့်မဲ့ကိစ္စကိုနေမစင်စားပါနဲ့ဟာကိုကြီးရဲ့ကျမ်းမာရေးလည်းညီမလေးသိတဲ့အတိုင်းပဲလေ ကိုကြီးလုံးနိုင်တာမလုံးနိုင်တာကိုပြောနေတာမဟုတ်ဘူးကိုကြီးရဲ့ညီမလေးတို့ဆိုင်ဖွင့်ဖို့ဆိုပြီးတော့ဒေါ်မြင့်ရှိရပတ်စံအတိုးနဲ့ချီးထားရရှိရလေ ကိုကြီးတို့ဆိုင်ပိတ်ထားလဲသူတို့သိတဲ့အတိုင်းပဲမယုံရင်ဆိုင်လာကြည့်လို့ပြောလိုက်ညီမလေး အဲ့လိုပြောလို့ရရင်တော့ကောင်းတာပေါ့အကိုကြီးရဲ့အခုရပိုင်ညီမလေးကြားနေတာဒေါ်မြင့်ကရက်ွက်ထဲမှာပတ်စံအတိုးမပေးနိုင်တဲ့လူတွေကိုလေသူလူမိုက်ငါပြီးတော့လာတောင်းခိုင်းတယ်လို့ကြားလို့ အဲ့တော့လဲစားစရာမရှိရောစရာရှိဆိုတဲ့စကားလိုပဲညီမလေးပေးစရာမရှိရင်လေကိုကြီးတို့ပေးစရာရှိတော့ပေးနိုင်အောင်ကြိုးစားမှာပေါ့ညီမလေး ဒီကြီးမငါတို့တော်မြတ်အကျွေးတောင်းခိုင်းလိုက်လို့ အဲ့ကိစ္စကိုကျွန်တော်တို့မောင်နှမတွေကဥပဲတိုင်နေတယ် ဆွေးနေတာတွေတိုင်ပင်တာတွေငါ့ကိုလာလုံးနေတယ်ဒေါ်မြင့်ရဲ့အကျွေးကိုပေးမှလားမပေးဘူးလားဒါပြော ဟုတ်ကျုပ်တို့ဆိုင်ပိတ်ထားလဲခင်ဗျားတို့အမြင်ပါဗျာကျုပ်အဲ့ကိစ္စတော့လေထပ်ပြီးတော့တောင်းပန်ပါတယ်ဗျာ ဒီစမ်းမခင်ဗျားတို့ဒေါ်မြင့်စီကယူတော့ကြတော့ဒီမျက်နှာဟမ်အဲ့တော့ဒေါ်မြင့်ရဲ့အကျွေးကိုခင်ဗျားတို့အတိုးအရင်ရောဒီနေ့ကျုပ်ရအောင်ယူသွားမယ်မပေးလို့ကတော့ကျုပ်ကြောင့်ကောင်းကောင်းသိလိမ့်မယ်နော် အဲ့လိုမလုပ်ပါနဲ့ကိုတို့ရဲ့ညီမအမေကလည်းစေးရုံတင်ထားလို့ပါအကိုကြီးနေမကောင်းလို့လည်းစေးကုနေရလို့ပါအကိုရဲ့ ဒီမှာနူးညံ့တဲ့အသေးနှလုံးပါလို့ရှင်ငါဒီလိုလိုမျိုးလုံးမစားဘူးသဘောပေါက်လားအဲ့တော့ငါမေးရရှင်းရှင်းလေးပေးမှလားမပေးဘူးလားဒေါ်မြင့်ရဲ့အကျွေးကိုအဲ့ဒါငါ့ကိုပြော အေးကြီးမငါတို့ကမရရတဲ့အနေနဲ့ယူရမှာလားဒီနေ့ရမှာဖြစ်မှာငါပြောတာနဲ့သဘောပေါက်တယ်နော် အကိုကြီးဘယ်လိုလုပ်ကြမလဲပေးစရာတပြားမရှိဘူးပြီးရင်အသားလေးယူမှပဲရတော့မယ် ညီမလေးညီမလေးမှာလက်ဝက်လက်စားတွေရှိသေးရမလား ရှိတော့ပါကိုကြီးရဲ့ဒါပေမဲ့ ဒါပေမဲ့လုံးမနေနဲ့အဲ့လက်ဝက်စားပဲသွားယူငါတို့ယူထားတဲ့အတွင်းနဲ့ရင်ကိုပြတ်ဖြတ်ပေးမယ်သွားခုသွားယူ ငါအလုံမှာကန်ထူးကိုရလိုက်တာတော့ငါအတွက်ကန်ထူးတာပဲ အန်ဒီကျွန်တော်ကိုပေးထားတဲ့အလုပ်တောင်ဝင်တွန်းပေါ်မှာကန်ထူးကိုခေါ်သုံးလို့ရတယ် ဒါကန်ထူးသဘောလေသူဆန္ဒပေါ့ ကန်ထူးကကျွန်တော်တင်တယ်သူကဒီလိုလုပ်ဖို့လာတယ် အလုံးနဲ့ပတ်သက်လာလို့ရှိရင်တော့တုံးတိုက်တိုက်ကြားကြိုက်ကြိုက်အချိန်မီယူနေရမယူအဲ့ဒါကန်ထူးပဲတနေ့ထဲမှာအလုံးနှစ်ခုထပ်ပို့ပြီးကျုပ်ကိုခိုင်းမယ်ဆိုလေကျုပ်ဘက်ကညင်းညူမဲ့ကောင်းမဟုတ်ဒါမဲ့တခုတော့ရှိရတော့နီအနီကျုပ်ကိုပြောထားတဲ့အတိုင်းအလုံးကိစ္စနဲ့ပတ်သက်လို့ရတဲ့ဝေစုတော့ကျုပ်ဘက်ကအပြည့်အဝလုပ်ချင်တယ်ဘေးဘယ်ချမ်းသာလို့တော့ကျုပ်ဘက်ကတတ်မှတ်ထားတာမရှိပါဘူး ငါဘက်ကပေးထားတဲ့ဂရိကိုတီးတယ်မင်းဘက်ကသာအလုတ်လုတ်ရင်တီတီကြကြပြက်ပြက်သားသားရှိပါစေအေးဘာပြဿနာပဲဖြစ်လာငါဘက်ကတာဝန်ယူမှုတာဝန်ခံမှုအဖြစ်ရှိတယ်ရှင်းတယ်နော် ။ဘာမင်းတမီးပြန်လာပြီ ပြန်လာပြီလား ။မမီသူကလေဟိုနေ့မှရောက်တဲ့လူတက်မလား ဟုတ်တယ်လေဘာဖြစ်လို့လဲသမီး ။မမီရဲ့တပည့်တွေထဲမှာအလုံးနဲ့ပတ်သက်ပြီးမမီကိုတိတိကျကျခွန်းတော့ပြန်ပြီးပြောရတဲ့သူမျိုးအခုမှတွေ့ဘူးလို့ပါ မမီရလက်လေမမီလူတွေအားလုံးကိုကန်ထူးလိုလူမျိုးဖြစ်စေချင်တာသမီးရဲ့မမီလိုချင်တဲ့ပုံစံကန်ထူးလိုပုံစံအဲ့ဒီပေါ့ခါတိုင်းမမီအလုပ်ကိစ္စမှာသမီးတစ်ခါမှဝင်ပြီးမပြောဘူးပါခုမှဘာဖြစ်လို့ ။မမီတို့ပြောနေရအောင်လေတမီးကအစားဆုံးကြားထားလို့ပါ။မမီတို့အားကိုးရတဲ့လူတယောက်ရတော့မမီလုပ်တွေပို့ပြီးအဆင်ပြေတာပေါ့။အဲ့ဒါမှတမီးကဝင်ပြောတာ ဟုတ် ။အော်မမီဟိုအလုပ်တွေပြင်ထမင်းစားရအောင်နော်။တမီးအပြင်ကဘာမှစားမလား။မမီနဲ့တူတူစားမလို့ ကဲပြင်ထားလိုက်တော့ ဟုတ်